မန္တလေးငလျင်နောက်ဆက်တွဲနဲ့တတိထားတင်သောမွေအန်တရဲ့ငလျင်လှုပ်ခတ်မှုကြောင့်တွင်းအောင်မွေများစွာထွက်ပေါ်လာမှုအပေါ်ပြည်သူတွေဂရုစိုက်ဖို့လိုအပ်နေပါတယ်။မြင်းငလျင်လှုပ်ပြီးနောက်မွေတွေတော်တွင်းအောင်တရဝါတွေအများပြားပေါ်ထွက်လာတာကိုကျွရွာဘက်တွေမှာတွေ့ရပါတယ်။မြေကြီးတွေလှုပ်ရှားနေမှုကြောင့်သူတို့ရဲ့ပုံကွယ်ရာနေရာနဲ့စကြက်မြေတွေပျက်စီးဆုံးရှုံးပြီးမွေတွေထွက်လာတာလို့ကျွမ်းကျင်နားလည်သူတွေကဆိုပါတယ်။လူကိုစိုးကျိုးဖြစ်စေမဲ့မွေမျိုးစိတ်တွေလည်းပြိုကျထားတဲ့အဆောက်အုံတွေမှာပြန်လည်ခိုအောင်နေနိုင်ပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံအလဲပိုင်းမန္တလေးစကိုင်းနေပြည်တော်မှာအဓိကကျက်စားကြတဲ့မန္တလေးအစိမ့်မုံမွေးဟောက်များအများပြားထွက်လာနိုင်ပါတယ်။အစိမ့်မုံမွေးဟောက်တကောင်ကသူအန္တရာယ်ရှိတယ်လို့ယူဆပါကတားကောင်ရဲ့မျိုးလုံးတက်တဲ့ကိုကြောက်ပေအကွာခန့်လောက်အထိအစိမ့်မှုန်နိုင်ပါတယ်။ဒါကြောင့်ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့မွေတွေ့တဲ့အခါမျက်မှန်များတက်ဆင့်ဂရုပြုကြဖို့လိုအပ်ပါတယ်။မျိုးလုံးကိုအစိမ့်မှုန်ခံရပါကအရေးပေါ်အနေနဲ့ရေတက်တဲ့အချိန်ကြီးများများဆေးကြောကြဖို့လိုပါတယ်။အကောင်ကိုက်ခံရပြီးလို့တွေးလိုက်တာနဲ့နီးစပ်ရာဆေးရုံဆေးကန်းကိုချက်ချင်းသွားပြီးကုသမှုခံယူဖို့လိုအပ်ပါတယ်။တာမန်ပြည်သူများကလည်းအိမ်တွေပြန်ရှင်းကြတဲ့အခါပစ္စည်းတစ်ခုခုကိုမမခင်တေချာစစ်ဆေးတင်ပါတယ်။ခြေထောက်ချရာနေရာကိုဂရုစိုက်ကြပါညအမှောင်မှာပို့ပြီးတတိထားကြပါဖြစ်နိုင်ရင်ငလျင်ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ဒေသမှာနေထိုင်သူနဲ့ကယ်ဆယ်ရေးအဖွဲ့တွေအားလုံးမွေးအဆွဲမပေါက်နိုင်လောက်တဲ့ဖနက်အရှည်အထူနဲ့လက်အိတ်တွေဝတ်ထားကြပါလို့အကြံပေးလိုက်ရပါတယ်။တင်းရဲ့ share တစ်ချက်ကလူသားတစ်ယောက်ရဲ့အသက်တစ်ချောင်းဖြစ်သွားနိုင်တာမို့လို့ဗီဒီယိုလေးကိုဝိုင်း share ပေးခြင်းအပြင်မြန်မာပြည်ကြီးကိုအတူတကွကယ်တင်လိုက်ကြရအောင်ခင်ဗျာ။